ပြင်မလိုက်တာငါကြောင်းလည်းစာအများကြီးပေးလိုက်တယ်ငါအဲ့ဒီစာအများကြီးလောက်ခအောင်မယ်ဟာအိမ်မဆူညင်နေရပဲဘာဖြစ်နေလဲမသိဘူးတော့ကြည့်လိုက်အောင်မယ်ဟာအဖေနဲ့မေရန်ဖြစ်နေရပဲမင်းဘယ်လိုဖြစ်နေမိသားရေးတော့မကြောက်လားအဖေနဲ့မေဘာဖြစ်နေရလဲအဖေမေကိုဘာမှပြောစရာမလိုဖဲလန်းမရဘူးအဖေမေကိုဘာမှပြောစရာမလိုဒီပဲအမြဲတမ်းအရက်တွေတောက်ပြီးတော့တမင်းတို့တာမီကိုပတ်ဆောင်တောင်းနေဒီမှာလည်းပတ်တဲ့အချိန်ကြီးအဆင်မပြေရလို့ရှိနေဟာငါပြောမယ်လာဘာမှမကြားချင်တော့ဘာမှလာပြောစမ်းနဲ့အဖေအဲ့လိုမျိုးပြောတယ်မို့ဟာအမေဘယ်လိုဖြစ်တာလဲစင်းရောရောက်တော့ဆရာရဲ့နည်းနည်းလောက်လောက်ကိုလို့မရဘူးလားတမင်းမျိုးဆိုတော့ကျွန်တော်လည်းတက်နိုင်လို့ကရှိမှာလေဒါမှခင်ဗျားမရတော့ပါဘူးအဲ့ဆိုအမေအခုဘာဖြစ်နေရလဲအမေတော့တက်တာလေလားခင်ဗျားမရတော့တက်တာပါလေသူ့ရွယ်နည်းနည်းပါးပြီးဆက်ပြီးသူ့မှာနည်းနည်းနှလုံးရောဂါရှိနေနှလုံးရောဂါဟုတ်တယ်ဗျာဟုတ်ကဲ့ပါအဲ့လိုဆရာတက်လိုက်ပါဦးဒီနောက်ခါလေးကြီးဆက်ပြီးမှာနော်မဟုတ်လို့ရှိရင်တော့တမိတိပါလေဆရာโอเคအဲ့ဆိုတော့တွားရအောင်နော်တမီးမျိုးကိုရောက်အမေမျောလေးထားပါမယ်တမီးအမေကိုအရင်တတိယရဲ့အမေဘယ်တော့မှလုံးထားပါတော့ဘူးလားအမေရဲ့တမီးအမေကိုရောက်ကဲမယ်နော်အမေအတင်းနဲ့နော်ကြည့်လို့အမေရမ်းရှိလို့တမီးတို့တရားဆက်ဖြစ်ရဘူးဒါပဲတော့မှထောင်မကြရအောင်ဖြစ်ရဘူးဆရာကြီးစများတင်ပါဆရာရဲ့ချဲကြီးအမေကိုပြီးမှတွားကြည့်ရမယ်အခုတော့ဆယ်နိုင်ရှိမိုးရှိုးပြီးတော့အမေကိုတွားကြည့်မယ်အမေလည်းဘာမှဖြစ်ပါစေမမျှော်လေးပါလေဘာလို့နောက်ဘရကန်ဆိုရလဲဟာဒီလိုဖြစ်ရှင်လိုက်တာနောက်ဘရအရန်ကန်ဆိုရပဲတော့ဗျာအဲ့ဒါတင်းနေရောနိုင်ရှော့ပြီးအမေစီသွားလဲရအောင်ပါပဲရှင်ဘယ်တမီးအမေဖောင်းနေဟုတ်လားဘယ်ဖြစ်ရလဲဘယ်ဖြစ်ရဒီကမအတက်ရှင်နေရပါလို့မို့လဲဒီပကမအတက်မရှင်တော့ဟုတ်တယ်ဒီကမတက်ရှင်မလို့အဘူးတက်မရှင်တက်မရှင်တော့တက်ရှင်တော့
နောက်ဘဝမှာဒီလိုဖြစ်ဆုံးမျိုးလည်းဖြစ်ပါစေနဲ့လို့ဆုတောင်းပါတယ် ကဲအားလုံးပဲဘိုင်းနော်ဒီကြိုက်လို့ရှိရင်တော့ like လေးပေးပြီးတော့ subscribe လေးလုပ်ခဲ့ပေးပါအောင်နော်ဒီလောက်ပါပဲအားပေးချက်ပါဦးလည်းပြောပြီးတော့ပြောချင်ပါတယ်ရှင်စကားအမားလေးပါသွားလို့ရှိရင်လည်းတောင်းပန်ပါတယ်